မြန်မာပြည်မှာရှိတော့ကကျွန်တော်တို့ဘဝဟာတကယ်မလွယ်ခဲ့ဘူးစားဖို့နေရေးကိစ္စကိုအမြဲစိတ်ပူနေခဲ့ရတယ်ဒီလိုနဲ့ပဲမိသားစုအတွက်ဆိုပြီးကျွန်တော်ဆုံးဖြတ်ချက်ကြီးတစ်ခုနောက်ဆုံးမှချလိုက်ရပါတယ်ဇနီးလေးနဲ့တနစ်ခွဲပဲရှိသေးတဲ့သမီးလေးကိုထားခဲ့ပြီးတော့ထိုင်းဘက်ကိုကျွန်တော်ထွက်လာခဲ့ဖို့ဆုံးဖြတ်လိုက်တယ်နောက်ဆုံးထိုင်းကိုရောက်တော့လေကြုံရအလုပ်ကိုလုပ်ပြီးနေ့တိုင်းအလုပ်လုပ်ရင်သူတို့ကိုလည်းအရန်လွှမ်းရင်းနေပေါ့တနေ့အလုပ်ပြီးချိန်ဖုန်းလေးတစ်လုံးနဲ့ပဲမြန်မာပြည်မှာကြံခဲ့တဲ့ဇနီးလေးနဲ့သမီးလေးကိုဗီဒီယိုခေါ်ပြီးနေ့တိုင်းစကားပြောရင်အလွမ်းပြေခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဇနီးဖုန်းဟာမကောင်းတော့တခါတလေစကားပြောတဲ့အခါအတန်တုံတိတိကျကျမကြားရပါဘူးဒီလိုနဲ့တလားနှစ်လားလောက်ကျွန်တော်အလုပ်လုပ်ပြီးပတ်စံလေးနဲ့စုမိလာတဲ့အခါမှာဇနီးလေးအတွက်ဖုန်းကောင်းလေးတစ်လုံးဝယ်ပေးမယ်လို့ကျွန်တော်တွေးလိုက်တယ်ဒီလိုနဲ့ရတဲ့လစာတွေကနေဘဏ်ငွေ9000ကိုချစ်ဇနီးလေးစီပို့ပေးပြီးတော့ဖုန်းဝယ်ခိုင်းလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်တို့စကားတွေပို့ပြီးရှင်းလင်းပြောနိုင်လာခဲ့တယ်ဒါပေမဲ့လည်းဖုန်းစကရင်ပေါ်မှာပဲမြင်နေရတဲ့သမီးလေးနဲ့ဇနီးလေးကိုတော့နေ့တိုင်းပို့ပြီးတော့လွှမ်းနေမိတော့ပါပဲမိသားစုအတွက်ဆိုပြီးထွက်လာခဲ့ပေမဲ့လည်းအမြဲတမ်းသူတို့ကိုလွှမ်းမိနေတော့ပဲဗျာ